မင်္ဂလာပါ Stay with Nap ဘော့ကတ်ကနေပြန်လဲကြိုဆိုပါရခင်ဗျကျွန်တော်စာအုပ်လေးတအုပ်အကြောင်းကိုပြောပြချင်လို့ပါအဓိကညွှန်ပေးချင်တယ်ဆိုရင်လည်းမှန်တယ်ပေါ့နော်ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြီးပါပြီလို့ပြောတဲ့ကျွန်တော်မိတ်ဆွေတွေလူတွေတော်တော်များများတော့ကျွန်တော်ကနောက်တစ်ခေါက်ဖတ်ကြည့်ပါလို့အမြဲတမ်းပြောဖြစ်တဲ့စာအုပ်လေးအကြောင်းပေါ့ဒါလေးကိုကျွန်တော်ပြောပြချင်တယ်တခါတလေကြာရင်ကျွန်တော်တို့စာအုပ်တွေဖတ်ကြတဲ့အခါကျရင်လူတွေကဒီ hit ဖြစ်တဲ့အပိုင်းတွေကိုhit ဖြစ်တဲ့အစိတ်အပိုင်းတွေအကြောင်းအရာတွေပေါ်မှာအာရုံစိုက်မိကြတယ်ပေါ့ဗျာတခါတလေကြာရင်ဘယ်လိုပြောမလဲဒီစာအုပ်ကဥမာငွေအကြောင်းပါဆိုရင်ဒီငွေအကြောင်းနဲ့ပတ်သက်ပြီးတော့အာရုံစိုက်မိသွားတယ်ဒီစာအုပ်ကိုအမှန်ဆိုဗျာကျွန်တော်တို့ကိုယ်တိုင်ဒီစာအုပ်ဖတ်ရခြင်းရဲ့ရည်ရွယ်ချက်နဲ့ကိုရလိုက်တဲ့အနှစ်သာရအကျိုးတရားတွေကိုတတိလက်လွတ်ဖြစ်သွားတတ်ကြတယ်ပေါ့စာအုပ်ရဲ့အဓိကအကြောင်းရင်းကျွန်တော်တို့ကမေ့သွားပြီးဒီစာအုပ်အပေါ်မှာဒီလူတွေအပြောများတဲ့ပုံမှာအာရုံစိုက်မိသွားတတ်ကြတယ်ပေါ့ဥမာစာအုပ်ကကျွန်တော်ခုနပြောခဲ့သလိုပဲငွေကြေးနဲ့ပတ်သက်တယ်ဆိုရင်ဒီဘယ်လိုပြောမလဲဒီစာအုပ်ကငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုဖြစ်တာဘယ်လိုသိဖို့လိုအပ်တာဆိုပြီးပြောတဲ့အခါကျွန်တော်တို့ရဲ့အာရုံကဒီစာအုပ်ကငွေကြေးနဲ့သက်ဆိုင်တဲ့စာအုပ်ပါလားဆိုပြီးတော့ focus ဖြစ်သွားတယ်အဲ့ဒီဖြစ်သွားပြီးတော့ဒီစာအုပ်ကငွေနဲ့သက်ဆိုင်နေဆိုပြီးတော့ဒီစာအုပ်ကိုအဲ့ဒီငွေကို focus ထားပြီးတော့ဖတ်ဖြစ်ကြတယ်ဆိုတော့အဲ့ဒီခါကျကျွန်တော်တို့ကဒီစာအုပ်ထဲကနေဒီငွေနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ်မှာပဲအာရုံစိုက်မိနေကြရောဆိုတော့တကယ်ကျွန်တော်လွတ်သွားတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့ဗျာပြောရရင်စာအုပ်ထဲမှာဒီစာအုပ်ထဲကနေရတဲ့တလောက်တလောက်မတိလိုက်ရမရလိုက်ရတာမျိုးတွေဖြစ်သွားတတ်ကြတယ်ဗျာဒါစာအုပ်ဖတ်တဲ့အခါမှာတော်တော်လေးဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းအရင်ကဖြစ်ခဲ့ဘူးလေပေါ့ဆိုတော့အဓိကအဲ့ဒါဘာလဲဆိုကျွန်တော်တို့ရဲ့အတွေးတွေကိုဒါအထင်းချုပ်ခံပြီးတော့ဖတ်လိုက်တာကြောင့်ဖြစ်တယ်ဒါညွှန်းတဲ့သူတွေဘယ်လိုပြောမလဲဒီဟာအပေါ်မှာလူပြောများတဲ့ပေါ်တွေနဲ့လည်းမဆိုင်ဘူးပေါ့နော်လူတွေကသူတို့ရလိုက်တဲ့ဒီစာအုပ်ကနေဘာတွေရလိုက်တယ်ဆိုတဲ့ဟာကနေပြန်ပြီးညွှန်းကြရင်လည်းရှိတယ်တချို့ကျတော့လည်း market ပေါ့ဗျာဒီ marketing အရာလူတွေစိတ်ဝင်စားဆုံးအပိုင်းဖြစ်မဲ့ဟာကနေဆွဲထုတ်ပြီးတော့ပြောကြတာမျိုးလည်းရှိတယ်ဒါတွေကတော့အမျိုးမျိုးပေါ့ဗျာဒါမဲ့တကယ်တဲ့ကျွန်တော်တို့လောက်ရမှာကကျွန်တော်တို့စာအုပ်ဖတ်ရခြင်းရည်ရွယ်ချက်ဒီစာအုပ်ထဲငါတို့ဘယ်လောက်ထိရလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတိထားဖို့လုံမယ်လို့ထင်တယ်ဗျဆိုတော့ပုံမှန်အခုကျွန်တော်ပြောသွားတဲ့ဒီလိုမျိုးအမှားမျိုးပေါ့နော်ဖြစ်သွားတတ်တဲ့ဟာမျိုးကဘယ်လိုချိန်မှာသတိထားမိတတ်ကြလဲဆိုရင်တော့ဒီဖတ်ပြီးသားစာအုပ်ကိုကျွန်တော်တို့နောက်တစ်ချိန်ဖတ်တဲ့အခါမှာသတိထားမိတတ်ကြတယ်ဗျအခုဒါကလေကျွန်တော်ဒီစာအုပ်ကို3ချိန်မြောက်ဖတ်ပြီးတဲ့အခါမှာရလာတဲ့အသည့်တွေအတွေးတွေကဒီရှင်း2ချိန်နဲ့မတူတော့ဘူးလုံးဝမတူတော့ဘဲနဲ့ရလိုက်တာတွေဖြစ်နေတာအဲ့ဒါကြောင့်ကျွန်တော်ခုဒီစကားကိုပြောနိုင်တာပေါ့ကိုပထမဖတ်လိုက်တော့ဟုတ်တယ်ကျွန်တော်တို့သတိထားတဲ့ဒီ focus ဖြစ်တဲ့အရာနဲ့ကျွန်တော်တွေးပြီးဖတ်လိုက်တော့ဒီအရာကိုရလိုက်တယ်ပေါ့ဒါပေမဲ့တကယ်တမ်းဒီဟာကမဟုတ်ပါလားလို့သိရတဲ့အချိန်ကျွန်တော်နောက်တစ်ခေါက်ထပ်ဖတ်တဲ့အချိန်မှာတော်တော်လေးသိရတယ်ဗျဟာငါအရင်တော့ဖတ်တာနဲ့မတူပါလားပေါ့ဟာတော်တော်လေးငါတို့သိလိုက်ရပါလားဆိုတော့ဟာမျိုးပေါ့အသစ်တွေထပ်ပြီးတော့ရှာဖွေတွေ့ရှိခဲ့တယ်ပေါ့ဗျာရှာဖွေတွေ့ရှိသွားကြတယ်အဲ့အချိန်မှာငါတို့စာအုပ်ဖတ်တဲ့အခါမှာကျွန်တော်တို့ဟာတခုတည်းကိုကျွန်တော်တို့အာရုံစိုက်မိပါလားဆိုတော့အမှားမျိုးအသိမျိုးကိုဝင်တတ်ကြတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်အဲ့လိုဝင်ခဲ့ရတယ်ပေါ့ဒီစာအုပ်လည်းကျွန်တော်3ချိန်မြောက်ကိုကျွန်တော်ဖတ်ခဲ့တဲ့အချိန်မှာမတူတဲ့ရလက်တွေရလာနေပြီးတော့မူတည်ပြီးကျွန်တော်ပြောပြဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီစာအုပ်ကလေးကိုရှေ့2ချိန်မှာငွေနဲ့ပတ်သက်ပြီးတော့အာရုံစိုက်မိတယ်ဗျငွေနဲ့ပတ်သက်ပြီးတော့အာရုံစိုက်မိတယ်ငွေနဲ့ပတ်သက်ပြီးဆိုကြတဲ့ဘယ်စာအုပ်ဖြစ်မယ်လို့ကြည့်မလို့ထင်တယ်မဲဆိုတော့တငယ်ချင်းတို့ဘယ်လိုထင်လဲဗျကျွန်တော်ခုညွှန်းပေးနေတဲ့စာအုပ်ကဘာသာပြန်စာအုပ်ဆရာဖေမင်းရဲ့ဘေဘီလုံမအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးဖြစ်တယ်ဘာသာပြန်စာအုပ်ဆိုပေမဲ့ဘာသာပြန်စာအုပ်တွေဟိမဖြစ်ခင်ကတည်းကအရွယ်ဆုံးလူမျိုးမရွေးအရွယ်မရွေးကြိုက်ခဲ့ကြတဲ့စာအုပ်တအုပ်ဆိုလည်းမမအောင်ဒီစာအုပ်ကိုတော့စိမ့်မယ်လို့မထင်ဘူးဗျအဲ့ဒီစာအုပ်ကိုကျွန်တော်ပထမဆုံး2ကြိမ်လောက်ထိဖတ်တဲ့ချိန်မှာငွေနဲ့ပတ်သက်ပြီးတော့ပဲအာရုံစိုက်မိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့
ဒါပေမဲ့နောက်ဆုံးတစ်ချိန်ကျွန်တော်နောက်ဆုံးဆိုတာတော့ကျွန်တော်အဲ့ဒီအတိရတဲ့နောက်ဆုံး3ချိန်မြောက်ပေါ့နော်အချိန်မှာဘာလို့ကျွန်တော်အာယုံဆိုင်မိသွားလဲဆိုတော့စိတ်နဲ့ပတ်သက်ပြီးတော့အာယုံဆိုင်မိသွားတယ်ဒီစာအုပ်ကချမ်းသာခြင်းရဲ့စိတ်ပိုင်းဆိုင်ရာပုံသဏ္ဍာန်ပဲလို့ကျွန်တော်ရှာတွေ့ခဲ့တယ်ဗျငွေရှာနည်းတွေပေးတယ်ငွေကြေးနဲ့ပတ်သက်တာတွေငွေရဘလို့ပါချမ်းသာအောင်ဘလို့လုပ်ရပါတယ်ဆိုပြီးတော့ပေါ့ပြောပြတဲ့စာအုပ်တကယ်ဟုတ်ရဲ့လားဆိုပြီးမေးခွန်းထုတ်မိသွားတယ်ဗျဆိုတော့ငွေထက်ကျွန်တော်တို့အချိန်ဟာတကယ်စစ်မှန်တဲ့အရေးပါသူဆိုတာကိုဒီစာအုပ်ထဲမှာမထင်မရှားဖော်ပြထားတယ်လူတွေနဲ့ပတ်သက်မှုဟာငွေထက်အရေးကြီးတယ်ဆိုတာကိုလည်းကျွန်တော်ရှာတွေ့ခဲ့သေးတယ်ဆိုတော့ငွေကအရေးမပါလားအဲ့လိုမဟုတ်ဘူးဗျငွေရဲ့အရေးမပါဘူးလို့ပြောတာမျိုးမဟုတ်ပဲနဲ့မင်းတကယ်ချမ်းသာအောင်လုပ်မယ်ဆိုရင်လူရွေးမှန်ဖို့လဲလိုတယ်ဆိုတော့ငွေထက်ပိုအရေးကြီးကြောင်းသူကပြထားတယ်တကယ်တမ်းစစ်မှန်စွာချမ်းသာလာတဲ့အခါကျွန်တော်တို့ဟာငွေတွေပဲတိုးတက်လာတာမဟုတ်ကြပဲနဲ့ကျွန်တော်တို့ရဲ့တန်ဖိုးတွေပြောရရင် value တွေဒါတွေပါတိုးတက်လာတယ်တိုးလာတယ်ဆိုတော့ဒီစာအုပ်ထဲမှာဖွက်ထားတယ်ဗျဒါကိုကျွန်တော်ဒီ3ချိန်မြောက်မှာရှာတွေ့သွားပြီဆိုပါတော့တကယ်တော့ကျွန်တော်တို့ဒီစစ်မှန်စွာချမ်းသာခြင်းရဲ့အကြောင်းရင်းကဇာရိတ္တပဲဆိုတော့ကျွန်တော်သဘောပေါက်ခဲ့တယ်အခုကျွန်တော်ပြောသွားတဲ့ point တွေရောကျွန်တော်တို့ဒီအခုဖတ်ပြီးတဲ့သူတွေနဲ့သတိထားမိခဲ့လားဆိုတော့ကျွန်တော်တကယ်သိချင်တယ်ပြောရင်ကျွန်တော်ဆွေးနွေးချင်တယ်ပေါ့ဗျာကျွန်တော်အဲ့လိုဆွေးနွေးတဲ့ပွဲလေးတွေဆွေးနွေးတဲ့ဝိုင်းလေးတွေကျွန်တော်တကယ်စိတ်ဝင်စားတယ်ဒါကြောင့်လည်းအခု podcast လေးကျွန်တော်လှုပ်ဖြစ်လိုက်တာပေါ့လူချင်းမျိုးဒီဟာကိုတကယ်တော့နားထောင်မိတဲ့အခါကျရင်ရောဒီတကယ်ကိုကျွန်တော်ပြောတဲ့ခုနပြောခဲ့တဲ့ချက်တွေလည်းရှာဖွေတွေးရှိခဲ့တဲ့သူတွေရှိလားပေါ့ကျွန်တော်သိချင်တယ်ပေါ့နော်ရှာဖွေခဲ့တွေးရှိခဲ့ဆိုတော့ကျွန်တော် comment မှာရေးကြပေါ့အဲ့ဒါကျွန်တော်တို့ပြန်ပြီးဆွေးနွေးချင်တယ်ပေါ့နော်ဆိုတော့တကယ်လို့သတိမထားမိခဲ့ဘူးဒီစာအုပ်ကိုအခုကျွန်တော်ပြောခဲ့ဟာရောမတွေးမိခဲ့ဘူးဆိုရင်တော့နောက်တစ်ခေါက်ထပ်ဖတ်ဖို့ကျွန်တော်အကြံပေးပါရစေတကယ်နောက်တစ်ခေါက်ထပ်ဖတ်စေချင်ပါတယ်တကယ်ကိုမတူတဲ့အသည့်တွေရလိုက်မယ်လို့ကျွန်တော်ထင်တယ်အခုဆိုရင်ကျွန်တော်ကဒီလိုအကြောင်းအရာကိုပြောလိုက်တဲ့အခါဒီမိတ်ဆွေကောင်းတဲ့မှာဒီအကြောင်းအရာတွေလည်းရှိပါလားဆိုတဲ့ဟာတော့အနည်းဆုံး focus ဖြစ်သွားမယ်ဗျာဒါဆိုရင်နောက်ထပ်အသည့်ဒီထပ်ပြီးတော့ရနိုင်တယ်ပေါ့ဒီတက်ပို့ပြီးတော့ကျွန်တော်ခုနပြောတဲ့တတိထားရမယ်ကိုတတိလေးကပ်ပြီးတော့ထပ်ပြီးဖတ်မယ်ဆိုရင်တော့ကျွန်တော်မသိခဲ့တဲ့မမြင်ခဲ့တဲ့အရာတွေပါလူချင်းမျိုးတို့ထပ်ပြီးတော့တွေ့လာနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့လူချင်းမျိုးဆိုတော့ကျွန်တော်ဒီထဲမှာစောက်စားပေးချစ်သူတွေထဲမှာအသက်ရွယ်ကြီးမားတဲ့သူတွေလည်းပါနိုင်တယ်မလို့ကျွန်တော်ဒီလိုလေးသုံးနှုန်းရခြင်းဖြစ်ပါတယ်ဗျပုံမှန်ကတော့ကျွန်တော်တငယ်ချင်းတို့မိတ်ဆွေတို့လိုသုံးလေးရှိပါတယ်စိတ်မရှိပါနဲ့ဗျာဆိုတော့ဆက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝမဖတ်သေးတဲ့လူတွေကိုလူတွေရှိမယ်ဆိုရင်လည်းအတွေးတွေထိန်းချုပ်ခံပြီးတော့မဖတ်ပါနဲ့ခုနကျွန်တော်တို့အတွေးတွေကျွန်တော်တို့ရဲ့စိတ်တွေဆိုတာကျွန်တော်တို့ပိုင်ပါတယ်ကျွန်တော်တို့ပိုင်တာဒါပါပဲကျွန်တော်တို့ရဲ့အတွေးနဲ့ကျွန်တော်စိတ်ကကျွန်တော်တို့ပိုင်ပါတယ်ရှာဖွေခွင့်နေဆိုတာကျွန်တော်တို့လက်ထဲမှာအပြည့်အဝရှိတယ်ဒီစာအုပ်ကိုဖတ်တာတောင်မှကျွန်တော်တို့ကတခြားသူရဲ့ပြောရရင်ထိန်းချုပ်ခံမှုအောက်မှာတခြားသူဆိုတာတော့ကိုယ်စိတ်ကိုပဲပေါ့နော်ဒီထိန်းချုပ်ခံမှုအောက်မှာမဖတ်စေခြင်းဘူးလွတ်လပ်ဖတ်စေခြင်းတယ်စာအုပ်တုပ်ကိုဒီထဲကနေငါဘာတွေရနိုင်မလဲဆိုတဲ့ရနိုင်သမျှကိုကျွန်တော်တို့အုံနောက်ကနေစုပ်ယူရမယ်ပေါ့နော်ဒီလိုစုပ်ယူဖို့ဆိုတာလဲကျွန်တော်တို့အုံနောက်နေကျွန်တော်တို့စိတ်ရဲ့အသည့်တွေကိုဖွင့်ထားဖို့ပွင့်နေဖို့လိုတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဗျဆိုတော့ဒီစာအုပ်ကငွေရှာတဲ့နီလန်းဆိုပြီးတော့တီးတတ်မဟုတ်ပဲနဲ့ကျွန်တော်တို့ဘဝတွေကိုကောင်းမွန်အောင်ပြန်ပြီးတော့ရေးနိုင်တဲ့mindset တွေပေးတဲ့စာအုပ်တအုပ်ဆိုတာကျွန်တော်တီးခွင့်ရခဲ့တယ်လို့မျိုးမိတ်ဆွေတို့လည်းတီးခွင့်ရစေချင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီစာအုပ်လေးကိုအခုလိုမျိုးညွှန်ပေးရခြင်းဖြစ်တယ်ပေါ့နော်ညွှန်ပေးတယ်ဆိုတာဒီအကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးရပေါ့နောက်တစ်ခါတော့ဒီစာအုပ်လေးအကြောင်းကိုကျွန်တော်အသေးစိတ်ကလေးတစ်ပိုင်းပြီးတစ်ပိုင်းကျွန်တော်ပေါ့ကတ်လေးလုပ်သွားခြင်းတယ်ပေါ့ဗျာဒါကတော့ဆွေးနွေးခုနကျွန်တော်ပြောသလိုကျွန်တော်ဆွေးနွေးတဲ့အပိုင်းလေးပေါ့ဒီဘယ်ပိုင်းလေးမှာကျွန်တော်ဘလို့သိခဲ့တယ်ဘလို့ဟာလေးကဘလို့တိတ်ပဲဖြစ်နိုင်တယ်ဆိုတာဒီကျွန်တော်ဆွေးနွေးရဲ့ဒီ podcast လေးကျွန်တော်လုပ်ဖို့ရှိပါတယ်အဲကြရင်လည်းဆက်လက်ပြီးတော့စောင့်မျှော်နားထောင်ပေးပါအောင်ဗျာအခုကတော့ဒီနေ့ podcast လေးကိုကျွန်တော်ဒီမှာပဲရက်ချင်ပါတယ်ကျွန်တော်အရှိလည်းမပြောချင်ဘူးเนาะ
ဆိုတော့ကျွန်တော်ခုပြောခဲ့ရလေးတွေကနေတစ်ခုခုမြန်ရခဲ့တယ်အဆင်ပြေခဲ့တယ်ဆိုရင်တော့ကျွန်တော်ကို subscribe လုပ်ထားပြီးလို့ရပါတယ် comment နဲ့မှန်ခဲ့ပြီးလို့လည်းရပါတယ်ဗျကျွန်တော်ဆွေးနွေးချင်ပါတယ်ဆိုတော့နောက်ထပ် podcast တွေမှာပြန်တွေ့ချင်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ